Okay အခုတော့ကျွန်တော် Florida trucker ကြီးနဲ့ရက်တဲ့နေရာရောက်နေတာပေါ့နော်ဆိုမျိုး trucker ရောက်နားတဲ့နေရာမှာရှိတဲ့ vending machine ကကျွန်တော်အေးဝယ်လိုက်မယ်နော်ဘယ်လောက်လဲဆိုတော့ကျွန်တော်ပြမယ်ဒီမှာကျွန်တော်ဒီကောင် master ကိုကျွန်တော်ဝယ်လိုက်မယ်ဆိုတော့ဒီမှာတစ်ချက်လောက်ကြည့်ကျွန်တော် scan လိုက်ပြီပြီးတော့ဒီမှာသူ့ number နှိပ်လိုက်ပြီ E2 ယူလိုက်ပြီโอเคဆိုတော့ဘယ်လောက်လဲကျွန်တော်ပြမယ်ဘယ်လောက်လဲခုနကကျွန်တော်ယူလိုက်တဲ့ E2 ပေါ့နော် E2 တွေလာ$5တယ်မှာပြတယ်$5ဆိုတော့ဒီလိုမျိုးကားရတဲ့နေရာမှာရှိတဲ့ပစ္စည်းတွေကအရန်စိတ်ကြီးတာအရန်စိတ်ကြီးတယ်အခုတော့လေရောက်ပြီဆိုတော့အေးရီလေနေရပူလာပြီဆိုတော့မဝယ်လို့လည်းမရဘူးเนาะဆိုတော့ကျွန်တော်ပြန်ဝယ်ရတာပဲ Florida ပြန်ရောက်ပြီပေါ့เนาะဒါဒီနှစ်2025ရဲ့ဒုတိယခေါက် Florida ပြန်ရောက်ခြင်းဖြစ်ပါတယ်ဒီ Florida ရောက်ရင်တော့ဒီနေရာမှာပဲနေနားဖြစ်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီမှာပဲအဆင်ပြေတယ်gas station တခြား state တွေလို Florida မှာတခြား state တွေလို gas station မှာတွားနားလို့မရဘူးမရှိဘူးပေါ့မရှိဘူးဒီကနေ Miami Florida Miami ကနေပြီးတော့မှာ gas station ဒီလိုမျိုးနေရာမှာမနာချင်ဘူး gas station မှာပဲတွားနာချင်တယ်ဆိုရင်တော့ Miami Florida Miami ကနေပြီးတော့မှာ gas station ကိုကျွန်တော်အနည်းဆုံး2နာရီတွားနေရမှာပဲရှိတယ်ဒီ2နာရီတွားတဲ့နေရာဆိုတာပုံမှန်နာရီ2နာရီတွားနေရပါတော့တွားရင်တော့နာရီပြတာ2နာရီလောက်ပြပေးမယ်ကျွန်တော်တကယ်တွားရင်တော့